Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မ Tarot နဲ့ဒီ feeling ကလေးနဲ့ကိုတခုချင်းတက်ကတ်ချင်းစီပေါ့နော်တလဲစီလှုပ်ထားတဲ့ပုံစံမျိုးလေးလှုပ်ထားရပေါ့နော်တကယ်တော့ကျွန်မတလဲစီကြည့်ထားတော့မဟုတ်ဘူးဒီ Tarot ကတွေဆွဲတဲ့အခါ feeling ကတွေကြီးတဲ့အခါနဲ့အဲ့လိုတလဲစီပုံစံမျိုးတွေပေါ်လာရပေါ့နော်ပေါ်လာဆိုရှင်ကျွန်မအိုက်တိုင်းကိုပြန်ခွဲပြီးတော့မှခွဲထုတ်လိုက်တာပေါ့နော်အဲ့ဆိုလို့ရှိရင်ပြောမယ်ပေါ့နော်အဲ့တော့ဒီအောက်ကနေပြီးတော့မှစပြောပြမယ်နော် I'm not mature enough ငါရင်ကျမှုမရှိသေးပါဘူးတဲ့နော်အဲ့တော့ဆိုကြတော့တစ်ဖက်ကလူကရင်ကျမှုမရှိတဲ့လူပေါ့နော်လူငယ်တစ်ယောက်လည်းဖြစ်နိုင်တယ်ရင်ကျမှုမရှိတဲ့သူတစ်ယောက်လူငယ်တစ်ယောက်ပေါ့နော်အဲ့လိုငယ်တာကြီးရတယ်လည်းအရင်တော့မဆိုင်ဘူးပေါ့နော်အဲ့ရင်ကျမှုမရှိသေးတဲ့လူတစ်ယောက်အဲ့လိုမျိုးဖြစ်နိုင်တယ်တစ်ဖက်ကလူကကြတော့ရင်းချက်ပြီးတော့လူကြီးဆန်တဲ့လူတစ်ယောက်ဖြစ်နိုင်တယ်ပေါ့နော်သူကနေကြတော့ what you doing ဘာလုပ်နေလဲဆိုပြီးတော့မမေးတယ်နောက်ပြီးချိန်ကျတော့သူက301နဲ့ကြောခိုင်းထားတယ်ဆိုချိန်ကျတော့သူကထားသွားခဲ့တဲ့လူမျိုးဖြစ်နိုင်တယ်เนาะအဲ့တော့ဒီဘက်ကမရင်ချက်သေးရဲ့သူကပေါ့နော် The away for your love ငါမင်းရဲ့ချစ်ကိုစောင့်နေပါတယ်ဆိုပြီးသူကတော့စောင့်နေဒါပေမဲ့တစ်ဖက်လူက family ပဲဖြစ်နေရလားဒါမှမဟုတ်လို့ရှိရင်သူမိသားစုနဲ့ပဲသူပျော်ပဲနေပြီးတော့မှာပေါ့နော်တယောက်တော့သူ့ကိုထားခဲ့ပြီးတော့ပျော်ပဲနေရလားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့သူက I wish I could share my good news with you ဆိုလေသူ့မှာသတင်းကောင်းတွေရှိတယ်ပေါ့နော်အဲ့ဒါမျိုးကိုပြချင်နေတယ်ပေါ့သူကအဲ့လိုမျိုးတစ်ဖက်ကပြောထားတယ်နော်နောက်တစ်ခါဒီတစ်ဖက်ကကျတော့ I want to regain your trust ဆိုလေငါမင်းရဲ့ယုံကြည်မှုကိုပြန်ပြီးတော့မှလိုချင်ပါတယ်ဆိုပြီးတော့မှသူကလေစဉ်းစားပြီးဘာလုပ်ရမလဲဆိုပြီးတော့မှသူအကြံထုတ်နေရပေါ့နော်အဲ့တော့တပတ်ကလူကထားသွားခဲ့တဲ့သူကကြတော့သူကထားသွားခဲ့ဘာလို့ထားသွားခဲ့ရလဲဆိုတော့တဲ့နော် I need you to need me like I need you ငါမျိုးကိုလိုအပ်တယ်လို့မင်းကလိုအပ်စေချင်တယ်ဆိုချင်ရလေ तू ကအဲ့လိုမျိုးအရှင်ရပေါ့နော်ဘောဘောပြပြတွေလောက်ခဲ့တာလားအဲ့လိုမျိုးပေါ့နော်တစ်ဖက်ကလူကလည်းမရှင်းချက်သေးဘူးလို့ပြောထားတဲ့အတွက်ကြောင့်မို့လို့သူ့စိတ်ပြတ်သွားအောင်လို့ဘလို့ပြုမှုလုပ်ခဲ့တယ်တော့မသိဘူးပေါ့နော် तू ကထားသွားခဲ့တယ်ဘာလို့လဲဆိုတော့ငါမျိုးလိုအပ်တယ်လို့မင်းကလိုအပ်စေချင်တယ်ဆိုတော့လေအစပိုင်းမှာပေါ်ပြပြနေခဲ့လို့ तू ကစိတ်ကုန်သွားပြီးတော့မှထားခဲ့တာလားတော့မသိဘူးเนาะဒီဘက်မှာ fight တော့ဆော့ဖြစ်နေတယ်နောက်တစ်ခါနောက်ထပ်ဒီဘက်ကကြံခဲ့တဲ့သူပေါ့နော်ကြံခဲ့တဲ့သူမရချက်သေးတဲ့သူကကြတော့ I believe we meant to be together ဆိုပြီးတော့ဗာလေငါတို့နှစ်ယောက်ကစုံရမယ်ကြုံရမယ်ပေါ့နော်ငါတို့နှစ်ယောက်ကရည်စက်ပါလာပြီးသားပေါ့ငါတို့နှစ်ယောက်ပဲဘယ်လိုပြောမလဲငါပိုင်ဆိုင်ရမယ့်သူကမင်းမဲဆိုတဲ့စိတ်မျိုးပေါ့နော်သူအစွဲလန်းကြီးစွာနဲ့သူခံယူပြီးတော့မှခံယူချက်ကိုလက်ကင်ထားတယ်ဒါပေမဲ့သူကမျောလင်းချက်လည်းရိုင်းမရှိတော့ဘဲနဲ့အရန်ကိုနာကျင်ပြီးတော့ခံစားနေရတယ်နော်တပတ်ကထားခဲ့တဲ့လူကကြတော့ I think it's the bad we go our straight way ငါတို့ကတော့လမ်းခွဲလိုက်တာအကောင်းဆုံးပဲဆိုပြီးတော့မှသူကပြက်သားနဲ့ပေါ့ပါနဲ့ပျော်ရွှင်နဲ့ကိုထားခဲ့ပြီးနော်အဲ့တော့တစ်ဖက်ကိုပြန်ကြည့်မယ်နော် I miss you ဆိုပြီးမှသူကလမ်းပြောင်းနေထားခဲ့ခံရတဲ့လူကလမ်းပြောက်ပြီးတော့နားလဲအရန်နာချင်နေလမ်းပြောက်နေရမျိုးလည်းဖြစ်နေရနော်အဲ့တော့နောက်တစ်ဖက်ကလူကကျတော့ကြိုက်တော့ကြိုက်တယ်ချစ်တော့ချစ်တယ်ပေါ့နော် I love you ဆိုတဲ့စကားလေးကိုတော့သူကပြန်ပြောထားတယ်နော်ငါမျိုးတော့ချစ်နေဒါပေမဲ့သူနောက်ထပ် chapter တစ်ခုအသစ်စာဖို့ဘဝမှာနောက်ထပ်ပြောမယ်နောက်ထပ်လှုပ်ဆောင်ရမယ့်အလုပ်တစ်ခုပေါ့နောက်ထပ်ဘဝတစ်ခုအတွေ့အကြုံတစ်ခုကိုစဖို့ခြေလမ်းတစ်ခုကိုစဖို့သူက ready ပဲဖြစ်နေရဲ့ဒါပေမဲ့ I love you မျိုးတော့ငါချစ်ပါတယ်เนาะအဲ့တော့ဒီဘက်ကတယောက်ကကြတော့ထားခဲ့ခဲ့တဲ့တယောက်ကတော့ we could with the night with the open speculated we on the couch in the bedroom ဆိုတော့ဒါကတော့ဟိုတချင်းလေးအစားသားတွေပေါ့နော်ဒီညဘက်မှာပေါ့နော်ဝီတွေပါ smoke ပြီးရချိန်ရတော့ဗီဒီယိုလေးကြည့်ပြီးတဲ့ဟိုဘယ်လိုပြောမလဲအေးစေတူတူချိန်ကိုတူတူဖြတ်တန်းခြင်းနေဆိုပြီးဒါသူကလူငယ်ဆက်ဆံပြောထားတာလေးပေါ့နော်ဒါပေမဲ့တစ်ဖက်ကဘာပြောလဲဆိုချင်ညာ this is the right time for me ငါတို့အတွက်တော့အချိန်ကောင်းမဟုတ်ဘူးတဲ့နော်အဲ့တော့ချိန်ကြတော့ तू ကဒီဘက်တစ်ဖက်ကလူကပေါ့နော် I'm not mature enough လို့ပြောတဲ့အတိုင်း तू ကမရှင်းချက်ခဲ့တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကလူကပေါ့နော်ရှင်းချက်စွာနဲ့တည်ငြိမ်စွာနဲ့ဘယ်လိုမျိုးထားခဲ့လဲဆိုတော့ဒါရီဒါအနေနဲ့တော့မသိနိုင်ဘူးပေါ့နော်နားထောင်တဲ့သူတွေအနေနဲ့ကတော့
story တခုနဲ့ဒီဇလန်နဲ့ကိုက်ညီမယ်ဆိုလို့ရှိရင်တော့ collective တွေမှာတော့အဖြေရှိမှာပေါ့နော်သူကယုံကြည်မှုကိုလည်းပြန်ရခြင်းနဲ့เนาะတစ်ဖက်ကကျတော့သူလိုအပ်တယ်လို့မျိုးမင်းကိုလိုအပ်စေခြင်းနဲ့ဆိုလေလိုအပ်စေခြင်းနဲ့ဆိုတာလိုအပ်စေခြင်းခဲ့တာပဲဖြစ်နိုင်မှာပေါ့เนาะဘာလို့လဲဆိုတော့ तू ကထားသွားခဲ့ပြီเนาะထားသွားခဲ့ပြီเนาะထားသွားခဲ့ပြီဒီဘက်ကလုံးဝနာကျင်ခံစားနေရတဲ့သူเนาะနာကျင်ခံစားနေရတဲ့သူနောင်တတွေလည်းရနေတယ်ပြန်ပြီးတော့မှယုံကြည်မှုတွေလည်းပြန်လိုချင်တယ်ပြီးတော့လို့ရှိရင်ငါတို့တွေတန်းတာမှန်းဆနေတော့မှာပေါ့နော်ငါတို့တွေဘလို့ပညာပေါ့အဲ့လိုဘလို့လေးဖြစ်ရှင်တယ်ပညာလေးဖြစ်ရှင်တယ်ဆိုပြီးတော့မင်းကိုငါပဲပိုင်ဆိုင်ရမယ်ငါပဲပိုင်တယ်ဘာညာပေါ့နော်အဲ့လိုမျိုးအစွဲလန်းလေးနဲ့အကောင်းမြင်စိတ်လေးနဲ့မျှော်လင့်ချက်စိတ်လေးနဲ့တိတ်ပြီးတော့မှသူကတော့တိတ်ပြီးတော့မှဟိုဖြစ်သေးဘူးပေါ့မရင်ချက်သေးဘူးဒီသဘောတရားသိနားမလဲသေးတဲ့လူတယောက်ဖြစ်တယ်ပေါ့နော်ဒီတစ်ဖက်ကလူကကြတော့လုံးဝကိုလွတ်ချခဲ့တယ်ထားခဲ့တယ်ဘယ်လိုကြောင့်လဲဆိုတာတော့ဒါကတော့ဒီတစ်ဖက်လူရဲ့ပေါ့နော်မရင်ချက်မှုတွေကြောင့်အဆင်မပြေခဲ့မှုတွေကြောင့်လည်းပါပေါ့နော်အဲ့တော့ချိန်ကြတော့ဒါတစ်ဖက်ကအပြည့်အလှန်ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာဆက်ဖြစ်မလဲဆိုတာဟာကိုကျွန်မဆက်ပြီးတော့ကြည့်ထားတယ်ကက်က၄ကက်ကြလာတယ်ပေါ့နော် Hierophant ရဲ့Three of Pentacles, King of Pentacles, Queen of Wands နဲ့ဒီစာသားလေးခုပေါ့နော်အန်ထိုးမှာ family ပေါတူငါမိသားစုမင်းเจ้าတွေကိုပြောထားတယ် remember me ငါ့ကိုတတိယပါ I'm a bad girl and I have a lot going on my life ဆိုကြလေငါရဲ့ဘဝမှာဖြစ်သွားတဲ့အရာတွေအများကြီးပဲငါမိမဆိုးလေးတယောက်ပါယောက်ျားလေးဆိုရင်တော့ကောင်းဆိုးလေးတယောက်ပါ remember me ငါ့ကိုတတိယပါငါမိသားစုကိုမင်းเจ้าတွေကိုပြောထားတယ်ဒီလိုမျိုးပေါ့နော်ကျွန်မဒါရောနဲ့တွဲပြီးတော့မှကြီးလိုက်တဲ့အခါမှာတော့လူများစုပေါ့နော်လူအများစုကတော့ပြန်ပြီးတော့ပေါင်းစည်းရဖို့ရနဲတယ်ပေါ့နော်ပြန်ပြီးပေါင်းစည်းရဖို့ကနဲတယ်ဒီထဲမှာပေါ့နော်အဲ့ဒီထဲမှာ100မှာဆိုလို့ရှိရင်တော့25%ပေါ့25ရောက်လောက်ကတော့ပြန်ပြီးတော့မှပေါင်းစည်းရဖို့ဖြစ်နိုင်တယ်ဆိုပြီးတော့မှenergy အရာပေါ့နော် energy အရာဒီကြလာတဲ့ကတ်တွေအရာအဲ့လိုမျိုးခံမှန်းထားပါတယ်အဲ့တော့ကြီးတဲ့သူတွေလည်းကျင်းနေလိမ့်မယ်ပေါ့နော်ပြောလင်ပါတယ်ကျေးဇူးတင်ပါတယ်